မင်္ဂလာပါ Audio Mac Channel ကပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖြိုးဖြပေးဇလန်းကောင်စဉ်စိမ့်လဲလဲတန်ရောစဉ်ဇလန်းအချင်းချုပ်လူသားကောင်လေးတယောက်ရဲ့တာမန်ဘဝထဲကိုမော်ဆန်ရဲ့ကဘာကအစိမ်းရောင်အသားအရည်နဲ့ချစ်စရာကောင်းကလေးတယောက်ရောက်ရှိလာတဲ့အခါမှာတော့သူတို့နှစ်ဦးကြားကမတူညီတဲ့ကဘာနှစ်ခုကိုဆက်သွယ်ပေးမဲ့ခိုင်မာတဲ့တန်ရောစဉ်ဂျိုတစဖြစ်တည်လာခဲ့ပါနဲ့ဒီဇလန်းဟာတာမန်ခင်မင်မှုထက်ပိုတဲ့သစ္စာတရားတတိနဲ့အပြန်အလှန်ယုံကြည်မှုတွေရဲ့တန်ဖိုးကိုဖော်ကျူးထားတဲ့စွန့်စားကန်းဇလန်းတစ်ပုဒ်ဖြစ်ပါတယ်ဇလန်းအစဇလန်းကိုတာယာလှပတဲ့တစ်ပင်ကြီးတစ်ပင်အောက်မှာပျော်ရွှင်စွာစကားတွေပြောရင်အချိန်ဖြုံးနေကြတဲ့လူသားကောင်လေးနဲ့မော်မင်းကလေးနုရဲ့မြင်ကွင်းနဲ့ဖွင့်လှစ်ထားပါတယ်သူတို့နှစ်ယောက်ဟာတောလန်းလေးတွေထဲမှာလက်ချင်းတွဲပြီးရှောက်ခဲ့ကြခိမီမြို့ပြရဲ့လမ်းမတွေပေါ်မှာအတူတူပြီးလွှားစော်ကစားခဲ့ကြရင်သူတို့ရဲ့ကဘာနှစ်ခုကြားကကွာဟချက်တွေကိုအပျော်တွေနဲ့ဖာထေးခဲ့ကြပါတယ်မထင်မှတ်တော့စွန့်စားကန်ဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်စရာနေ့ရက်တွေဟာကြာရှည်မခံခဲ့ပါဘူးဒီနေ့မှာတော့သူတို့နှစ်ယောက်ဟာရှေးအောင်အဆောက်အဦတွေနဲ့ထူးဆန်းတဲ့ကဘာတစ်ခုတည်းကိုရောက်ထားခဲ့ပါတယ်အဲ့ဒီမှာပဲသူတို့ကိုအန်ဒီရဲ့ထိဖို့ကြိုးစားတဲ့မကောင်းဆိုးဝါးငကားကြီးတွေနဲ့တခြားကြောက်စရာတရဝါတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်စီးလုံးချင်းရဲ့စွမ်းအားအသက်အန်ဒီရဲ့နဲ့ရင်ဆိုင်ရချိန်မှာတော့ကောင်းကလေးဟာသူ့မှာရှိတဲ့မှော်ဆွမ်းနေလေးကိုထောက်သုံးပြီးကာကွယ်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲကောင်းလေးကလည်းရုတ်တရက်ထောက်ပေါ်လာတဲ့အစိမ်းရောင်အလင်းတွေတောက်ပါနေတဲ့ဓာတ်တစ်ချောင်းကိုကင်ဆွဲပြီးရန်သူတွေကိုရဲရဲဝံ့ဝံ့ပြန်လဲရင်ဆိုင်ခဲ့ပါတယ်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အပြန်အလှန်ကာကွယ်ရင်းလက်ချင်းမြဲမြဲတွဲကနာအန်ဒီရီဂျားတွေကနေလွတ်မြောက်ဖို့ကြိုးစားခဲ့ကြပါတယ်ဒီကြောက်စရာအဖြစ်အပျက်တွေကပဲသူတို့ရဲ့ခင်မင်မှုကိုပိုမိုခိုင်မာစေခဲ့ပြီးဘယ်တော့မှမခွဲခွာနိုင်တဲ့တန်ရောစင်အဖြစ်ပြောင်းလဲပြီးခဲ့ပါတယ်ဇသိန်းစိမ့်လဲလဲတန်ရောစင်ဟာကဘာတွေချားနေလဲမပြောင်းလဲနိုင်တဲ့မေတ္တာတရားနဲ့သစ္စာတရားအကြောင်းကိုရိုက်ကူးပြထားတဲ့ဇလန်းတစ်ပုဒ်ဖြစ်ပါတယ်ကြောက်စရာအကောင်းဆုံးငကားတွေတောင်မှသူတို့နှစ်ယောက်ရဲ့စီးလုံးညီညွတ်တဲ့စွမ်းအားကိုရင်နိုင်မှမဟုတ်ဘူးဆိုတာကိုဒီဇလန်းကသက်သေပြနေပါတယ်ဟုတ်ကဲ့ဒီဇလန်းလေးဟာ AI နဲ့ဖန်တီးထားတာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီလိုဇလန်းတွေကိုနားထောင်ခြင်းနဲ့ဆိုရင် channel လေးကိုခေါင်းလောင်းတီးခဲ့ကြပါဦး